ကလေးရေကိုကလေးလေးရေ ဒီမှာရှိတယ်ဘာလို့အော်နေရလဲပြော ဟောဗျာဘာတွေကောက်နေတာလဲကိုကလေးလေးကကြည့်ပါအောင်မျက်နှာလေးကိုစူပေါ့လို့ချစ်စရာလေးကွာ ဘာရမလဲနေ့ရကတယောက်တော့သူကမမတို့နဲ့ပျော်နေလို့လေအရန်ကိုပျော်နေတာသွားကြည့်ကိုဖီးလို့ ဟောကိုကလေးလေးကသူ့ဝင်လို့နေရပဲမပျော်ရပါဘူးဗျာလောကိစ္စပြောနေတာပါဗျ ဟုတ်လို့လားရုံပါအောင်နော် တကယ်ပါဗျာကိုကကလေးလေးကိုပဲလွမ်းနေတာ မယုံပါအောင်နော်တော့သူတို့နဲ့ပဲတွန်းနေ တကယ်ပါဆိုကလေးရရစ်တယ်ကွာ ကိုကြညိုနေပြီပေါ့ညာချလို့ရတာ ဟောဗျာမငိုရဘူးလေကိုကဆတာပါဗျာရစ်ပါဗျာရစ်ပါရေးရမှာကလေးလေးတောင်ချစ်ရမှာကိုတောင်ဟုတ်ပြီ